အမှန်တော့ကျွန်တော်အိမ်ကပန်းအိုးဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကရှေးဟောင်းကဘာနဲ့ချိတ်ဆက်နေတာပါကျွန်တော်ပန်းအိုးတွေကိုဘာပဲပြစ်ထည့်လိုက်ရှိခိကအမျိုးသမီးစစ်သူကြီးတယောက်ရဲ့ဘေးနားကိုတက်ရောက်သွားတတ်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒါကိုလုံးဝမသိခဲ့ပါဘူးပန်းအိုးထဲမှာတရေပူနေတယ်လို့ပဲထင်ခဲ့တာပါဒါနဲ့စိတ်တူတူနဲ့ပန်းအိုးတွေကိုပစ္စည်းတွေအတင်းသိပ်ထည့်ဖို့ဆုံးဖြတ်လိုက်တယ်ပထမဆုံးရေပိုက်ကိုယူပြီးပန်းအိုးတွေကိုရေတွေအယူမူးလွတ်လိုက်တယ်အဲ့ဒီအချိန်မှာတစ်နှစ်ကျော်ကြာမိုးခေါင်ရေရှားဖြစ်နေတဲ့တစ်ဖက်ကနေဆက်ဒေတာမှာရုတ်တရက်မိုးသေးထန်စွာရွာသွန်းသွားလိမ့်မယ်လို့မတွေးမိခဲ့ဘူးပြီးတော့ရေခဲတက်တာထဲမှာ10နှစ်လောက်အေးခဲထားတဲ့အတင်စားဘူးကွန်အစားအစာတွေကိုပန်းအိုးထဲပစ်ထည့်လိုက်ပြန်တယ်ဘယ်သူကထင်ပါလဲအဲ့ဒါကနတ်မှုခေါင်းပါနေတဲ့ဒုက္ခတွေတိတ်နေချီကိုကဲတင်လိုက်နိုင်ပါတယ်ပန်းအိုးထဲဘာထက်ထည့်ရမလဲလို့စဉ်းစားနေတော့မှပဲပန်းအိုးထဲကနေကျေးဇူးတင်တော်တစ်ဆောင်ရုတ်တရက်ထွက်လာပါတယ်ကျွန်ုပ်တို့ကိုရေနဲ့ရိတ်ခါတွေပေးသနာတော်မူတဲ့အတွက်နတ်ဖျားတွေကိုကျေးဇူးတင်ရှိပါတယ်ကျမကတော့မဟာချီနိုင်ငံတော်ရဲ့နင်းကွန်းနယ်စားကြီးလက်အောက်ခံလူတက်မတော်ကစစ်သူကြီးလူလူရန်ဖြစ်ပါတယ်လက်ရှိမှာနေဆက်ခံတပ်ကိုစောက်ရှောက်နေတာပါအခုကျမတို့စီမှာအရင်ဆိုင်စစ်တီ3သိန်းရဲ့ဝိုင်းရံပိတ်ဆို့ခြင်းကိုခံနေရပါတယ်ကျမတို့ရဲ့စစ်တီ2သိန်းတဲကအခုတိုက်ပွဲတွေအပြီးမှာ2000ပဲကျန်ပါတော့တယ်ကြံကွန်းမျိုးဟာပြင်းထန်တဲ့မိုးခေါင်ရေရှားတံကိုခံနေရပြီးဘာကောက်ပဲတီးနှံမှမရိတ်သိမ်းနိုင်ပါဘူးမြောက်ထဲကမူလအရတာ2သိန်းထဲမှာလည်းအခု8000ပဲကျန်ပါတော့တယ်ကျွန်ုပ်တို့ကိုရေနဲ့ရိတ်ခါတွေထပ်မံပေးသနာတော်မူပါလို့နတ်ဖျားတွေစီအတနာခံအပ်ပါတယ်ကြံကွန်းမျိုးကအရတာတွေနဲ့စစ်တီတွေကိုကယ်တင်ပေးတော်မူပါမြို့သူမြို့သားအလုံးတားဆင်မြေဆက်ပူဇော်ပါမယ်ဒါပေမဲ့မဟာခိုင်တမိုင်းစာအုပ်တွေထဲမှာဒီလိုမင်းဆက်မျိုးရှိခဲ့ဘူးကြောင်းမှတ်တမ်းမရှိပါဘူးဘာတွေဖြစ်နေတာလဲကျွန်တော်လည်းစက်ကူနဲ့ဖောင်တင်ကိုယူပြီးပြန်စာတစ်စောင်ရေးလိုက်ပါတယ်ကျွန်တော်ကနတ်ဖျားမဟုတ်ပါဘူးလင်းဖုံးလို့ခေါ်တဲ့တာမန်လူတစ်ယောက်ပါကြံကွန်းမျိုးမှာရေနဲ့ရိတ်ခါပြက်လက်နေတယ်လို့မင်းပြောတယ်နော်အခုလောလောဆယ်မင်းတို့အလိုအဆုံးကဘာလဲလူတသိန်းကိုကျွန်တော်တယောက်တည်းကျွေးမွေးဖို့ဆိုတာနည်းနည်းတော့ခက်ခဲပေမဲ့ကူညီနိုင်ဖို့အကောင်းဆုံးကြိုးစားပေးပါမယ်ပြန်စာကိုပန်းအိုးထဲပစ်ထည့်လိုက်တော့ဒုက္ခဆိုတဲ့အတန်အပ်ပဲကြားလိုက်ရတယ်အဲ့ဒီအချိန်မှာလူလူရန်ကတော့အရန်ကိုရင်ခုန်စိတ်လှုပ်ရှားနေခဲ့ပါတယ်နတ်ဖျားကနောက်ဆုံးတော့ပြန်စာရေးလိုက်ပြီးကိုတော်ကကျမတို့ရဲ့နတ်ဖျားပါကြံကွန်းမျိုးကလူတသိန်းတော့အသက်ချမ်းသာရပြီသူမကစာရေးစုပ်တံကိုယူပြီးအခုကြံကွန်းမျိုးအတွက်အလိုအဆုံးကရင်းနေရိတ်ခါပါလို့ပြန်ရေးလိုက်ပါတယ်ကျွန်တော်ပြန်စာကိုလက်ခံရရှိပေမဲ့စိတ်ထဲမှာတော့နည်းနည်းစိုးရိမ်သွားတယ်ကျွန်တော်ကတထေးသားတယောက်ဖြစ်ပေမဲ့လည်းဒီလူတသိန်းကိုကျွေးမွေးဖို့ဆိုတာလုံးဝမလွယ်ကူပါဘူးမိဘတွေကအမွေချန်ခဲ့တယ်ဆိုပေမဲ့အများစုကအိမ်ချမ်းမြေတွေဖြစ်ပြီးလက်ငင်းငွေသားကတော့အမွေခွန်ဆောင်တာနဲ့ကုန်သွားခဲ့တာပါအခုကျွန်တော်ဘဏ်ကတ်ထဲမှာယွန်3တန်းကျော်ပဲကျန်တော့တယ်လူတသိန်းစာရိတ်ခါဆိုတာတင်းငယ်တဲ့ပမာဏမဟုတ်ပဲကုန်ကြစည်အများကြီးရှိလိမ့်မယ်အရင်ဆုံးရေကန်ကြီးတစ်ခုကိုရှာပြီးတန်ရှင်းရေးလုပ်ထားပါမနှက်ဖြန်မင်းတို့ရဲ့ရေပြဿနာကိုအရင်ဖြေရှင်းပေးမယ်လို့ message ချပို့လိုက်တယ်လူလူရန်ကကျွန်တော်စာကိုဖတ်ပြီးတာနဲ့မျက်ရည်တွေဝိုင်းလာခဲ့ပါတယ်နတ်ဖျားကရေနဲ့ရိတ်ခါပေးသနာမဲ့ရေပေးဝေမှုကိုမနှက်ဖြန်စတင်မဲ့အဆင်ပြေသွားပြီကျွန်တော်တို့တောက်ရရတော့မယ်ညီကိုတို့အသက်ရှင်ဖို့လမ်းစာပေါ်ပြီးအခုချက်ချင်းလူလွတ်ပြီးရေကန်ကိုတန်ရှင်းရေးလုပ်ခိုင်းလိုက်တစ်ဖက်မှာတော့ကျွန်တော်ဟာဖုန်းကိုကောက်ကင်ပြီး online ကနေအယူမူဈေးဝယ်ပါတော့တယ်ပေါက်စီ9သိန်းကျပ်တုံမြိတ်ပန်ကိတ်9သိန်းခောက်ဆွဲ6အတင်စားခောက်ဆွဲနဲ့အတီးရွက်6တက်တာတရာစီစံကီလို3သိန်းစီပီပါ100စားတက်တာ100မုံငင်းချင်တက်တာ100နဲ့အသားမျိုးမျိုးကီလို900စီစုစုပေါင်းယွမ်1.8တန်းကျော်ကုန်ကျသွားပါတယ်ဒီရိတ်ခါတွေကလူတသိန်းအတွက်ရက်ပေါင်း20ဆလောက်ပဲလောက်မှာပါဒါပေမဲ့ကျွန်တော်စုငွေရဲ့ထက်ဝက်ကျော်ကုန်သွားလို့စိတ်လှုပ်ရှားနေလုံးပါပဲပန်းအိုးတွေကနေရွှေတုံးအမြောက်များရုတ်တရက်အန်ထွက်လာပါတယ်အဲ့ဒါတင်မကသေးပဲရှေးဟောင်းစတိုင်ကြောက်မြတ်ရတနာမျိုးစုံနဲ့ပါလာပါသေးတယ်ငါချမ်းသာပြီအကယ်၍ရှေးဟောင်းပစ္စည်းဖြစ်ရောင်းချရင်တော့တန်မိုးကဖြတ်နိုင်မှာမဟုတ်တော့ပါဘူးလူလူရန်ကတကယ်ကိုအလိုက်တိတက်တာပဲအခုတော့ဒီရှေးခေတ်လူတသိန်းကိုထောက်ပံ့ပေးရတာကိုသဘောကျသွားပြီလင်းဖုံးကရွှေတုံးနဲ့ရတနာတွေကိုတစ်တာကြီးတွေထဲထည့်လိုက်ပြီးမဲ့ကျမ်းပြင်ပေါ်မှာအပုံလိုက်ကြံနေပါသေးတယ်အားလုံးထည့်လို့မဆန့်ဘူးမနှက်ဖြန်ရှေးဟောင်းပစ္စည်းဆိုင်မှာသွားမေးပြီးဒီရွှေဝိုင်းခွက်တွေဘယ်လောက်ရလဲကြည့်ရမယ်ဒါပေမဲ့ကြံကွက်မျိုးကအခုအလုံးစုံဝိုင်းရံပိတ်ဆို့ခံထားရတာပါရေနဲ့ရိတ်ခါတင်ပေးနေလို့ကတော့ဖြည်းဖြည်းချင်းတည်သွားဖို့ပဲရှိတယ်သူတို့ဒီတိုက်ပွဲကိုအနိုင်ရပြီးဝိုင်းရံမှုကိုဖောက်ထွက်နိုင်မဲ့နီလန်းကိုငါရှာရမယ်အဲ့ဒါကတော့ငွေမြောက်များကုန်ကြလိမ့်မယ်စောစောစီးစီးမနက်ခင်းတစ်ခုမှာလူတိုင်းကရေထွက်လာမလားလို့စောင့်နေကြပေမဲ့ပထမဆုံးထွက်လာတာကတော့ရေထွက်လို့မရတဲ့ပေါက်စီတွေဖြစ်နေပါတယ်ပူပူနွေးနွေးပေါက်စီတွေဟာမိုးရွာသလိုတပွဲပွဲနဲ့ပန်းအိုးဝါကနေအယူမူလွတ်ပြန်ကျလာခဲ့ပါတယ်လူလူရန်တယောက်မအောင်နိုင်တော့ပဲတလုံးကိုကောက်ယူပြီးအားရပါရကိုက်စားလိုက်တယ်အရန်မွေးပြီးနူးညံ့တာပဲချိုစိမ့်စိမ့်လေးနဲ့ပြီးနောက်သူမကအဲ့ဒီပေါက်စီကြီးတွေကိုတခြားစစ်သူကြီးတွေနဲ့စစ်တီတွေကိုဝေငှပေးလိုက်တယ်နက်ဖျားတွေစားတဲ့အစားအစာကဒီလောက်ရတာရှိတဲ့ပေါက်စီတွေပေါ့ကျွန်တော်တို့လူသားတွေစားတာနဲ့တကယ်ကိုကွာခြားချက်ပဲပေါက်စီတွေအားလုံးဝေငှပြီးတဲ့နောက်အခုရေပေးမဲ့အချိန်ရောက်ပြီမလားလို့အားလုံးကရေအိုးတွေကိုစီတန်းပြီးရေခံဖို့ပြင်ဆင်နေကြတယ်ဒါပေမဲ့ဘူးဆိုပြီးနောက်ထပ်ပေါက်စီတွေအလုံးအင်းနဲ့ပြုတ်ကျလာပြန်ပါတယ်အားလုံးရေအိုးတွေထဲကိုတက်တက်ကျသွားတယ်အဲ့ဒါတွေကအနက်မွေးကြိုင်ပြီးအငွေ့တစ်ထောင်ထောင်ထနေတဲ့ဝက်သားပေါက်စီကြီးကြီးတွေပါစစ်သားတွေတွေမျိုးချနေကြပေမဲ့ဒါကအစပဲရှိပါသေးတယ်နောက်ထပ်လည်းပေါက်စီလိတ်တွေဝက်သားကိတ်မုံတွေနဲ့ယူချမှုတွေကျလာပါတယ်အားလုံးကဒါကိုမြင်တဲ့အခါသွားရည်တများများကြပြီးမအောင်နိုင်တော့ပါဘူးလူလူရန်ကစစ်တီတယောက်ချင်းစီအတွက်ခွဲတန်းချပေးပြီးအိမ်ကိုယူသွားခိုင်းပါတယ်စစ်သူကြီးဒါကစီကန်းနဲ့မညီပါဘူးရိတ်ခါကိုတက်မတော်ကိုအရင်ထောက်ပံ့ရမှာပါကျွန်တော်တို့ဇနီးနဲ့ကလေးတွေမနေ့ကလည်းစားလိုက်ရပါပြီကျွန်တော်တို့ရဲ့ကလေးတွေမနေ့ကငက်ပြီးတေးလူနီးပါဖြစ်ခဲ့တာကံကောင်းလို့ရိတ်ခါတွေအချိန်မီရောက်လာလို့တက်ရှင်ခဲ့ရတာပါဒီနေ့ရိတ်ခါကိုတက်မတော်ကိုအရင်ပေးလိုက်ပါအခုစစ်သားတွေကငက်လုံးလို့အားနေနေကြတယ်ဒီအစားအစာတွေကိုတက်ထဲယူသွားရင်စစ်သားတွေရဲ့စိတ်တက်ကြွလာမှတေးချက်ပါပဲလူလူရန်ကပေါက်စီတွေနဲ့လူကြားမှုတွေကိုသူတို့ရဲ့ရင်ခွင်နဲ့အတင်းထိုးထည့်ပေးလိုက်ပြီးဒါတွေကိုမင်းတို့မိစုတွေစီယူသွားပါကျန်တာတွေကိုပဲစခန်းကိုတည်သွားမယ်စစ်သားနဲ့ငယ်ကဝမ်းသာအားရဖြစ်သွားပြီးဒါတွေကအသားတွေအပြည့်ထည့်ထားတဲ့ယူကြားမှုတွေပဲငါတို့မိသားစုတွေသိရင်တော့အရန်ပြောကြမှာပဲတစ်ဖက်တွင်လည်းလင်းဖုံးကနောက်ဖေးဥယျာဉ်တွေကရေတွင်းကိုသွားစစ်ဆေးနေပါတယ်ရေတွင်းကရေတွေကအရန်ကြည်လင်နေပါတယ်ဟုတ်တယ်တောင်ကျဆန်းရေလိုရတာပဲဒီတွင်းကရေကိုသုံးရင်လူတသိန်းကိုထောက်ပံ့ဖို့ပြဿနာမရှိပါဘူး
သူကရေပိုက်ကိုတွင်းထဲချရေမော်တာနဲ့ချိတ်ဆက်ပြီးပိုက်ရဲ့နောက်တစ်ဖက်ကိုပန်းအိုးတဲ့ထက်ကမော်တာကိုဖွင့်လိုက်တဲ့အခါရေတွေကအရှိန်အဟုန်ပြင်းစွာစီးဝင်သွားပါတော့တယ်။ရေရှိပြီဆိုရင်ကျမတို့စိုက်ပျိုးထုတ်လုပ်လို့ရပြီကောက်ပဲသီးနှံတွေစိုက်လို့ရပြီတစ်မျိုးလုံးကလူတွေအသက်ရှင်နိုင်ပြီရေတန်းစီကိုအကြောင်းကြားလိုက်။မုန်းခဲ့တဲ့အချိန်ကကျွန်တော်မိသားစုတစ်ခုလုံးတငုံစီလောက်ပဲတောက်လိုက်ရပြီးကုန်သွားတာအခုတကယ်သာရေထွက်လာမယ်ဆိုရင်ကျွန်တော်တို့အသက်ရှင်ဖို့မျှော်လင့်ချက်ရှိပြီ။ဟုတ်တယ်မှန်တယ်အခုဆိုရင်အသက်ရှင်ဖို့အတွက်ကိုယ်ကလေးကိုတခြားလူရဲ့ကလေးနဲ့လဲလှယ်ပြီးစားစရာမလိုတော့ဘူး။ထိုအချိန်တွင်လင်းဖုံးကဒေတာတွင်ကလူတီနေတဲ့ရှေးဟောင်းပစ္စည်းဆိုင်လေးတစ်ဆိုင်ကိုသွားခဲ့ပါတယ်။ဒီမှာရှေးဟောင်းပစ္စည်းဝယ်ပါသလား။ပစ္စည်းကဘယ်မှာလဲ။ကျွန်တော်ကိုပြပါဦး။လင်းဖုံးကတစ်တာအသေးလေးတစ်ခုကိုထုတ်ပြီးအဖိုးအိုစီတိုးပေးလိုက်တဲ့တစ်တာကိုဖွင့်လိုက်ပြီးအထက်ကကြောက်မြတ်ရတနာတွေစီချထားတဲ့ဝိုင်းကွက်သုံးလုံးကိုမြင်လိုက်ရတယ်။သူကတုံရင်နေတဲ့လက်ချောင်းလေးတွေနဲ့ဝိုင်းကွက်ကိုအသားရမယူပြီးစစ်ဆေးပြီးချက်ချင်းပဲအလွန်မင်းစိတ်လှုပ်ရှားသွားပါတော့တယ်။ဒါကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကပစ္စည်းပဲတကယ်ရတနာပဲဘယ်ပြတိုက်ကြီးမှဒီခေတ်ကပစ္စည်းမျိုးမရှိသေးဘူး။ဒါကတော့သူမြင်မှုသမျှထဲမှာအစောဆုံးလက်ရမြောက်တဲ့ရွှေတဲ့ကြောက်စီဝိုင်းကွက်ဖြစ်ပါတယ်။နေဦးအောက်ခြေမှာစာရေးထားတဲ့မဟာချီဓာတ်ချီတော်ဝင်အတုံးဆောင်တွက်တာတဲ့အဖိုးအိုကခုန်ထွက်ပြီးယူမတက်စိတ်လှုပ်ရှားသွားတယ်မဟာချီနိုင်ငံတော်ကတကယ်ရှိခဲ့တာပဲတရားဝင်တမိုင်းမှတ်တမ်းတွေထဲမှာမဟာချီအကြောင်းမပါဘူးဒါပေမဲ့တမိုင်းတူတွေထဲမှာတော့ရန်ခံရန်ခါဖော်ပြတာရှိတယ်မဟာချီဟာနှစ်ပေါင်း90ပဲတည်ရှိခဲ့တာလင်းဖုံးရဲ့ရင်ဘတ်ထဲတဒိန်းဒိန်းခုန်သွားပါတယ်ငါ12ပဲလားဒါဆိုလူလူရန်ကနောက်ဆုံးမှတေးဆုံးသွားခဲ့တာပေါ့ပြီးတော့အဲ့ဒီလူတသိန်းလဲနောက်ဆုံးမှတိုက်ပွဲထဲမှာပဲတေးကုန်ကြတာပေါ့သူကအဖိုးအိုကိုကြပြကြရမေးလိုက်တယ်ဒီဝိုင်းကွက်ကဘယ်လောက်တန်လဲအဖိုးအိုကလက်ညှိုးနဲ့လက်ခလဲနှစ်ချောင်းထောင်ပြလိုက်တယ်2တန်းလားဒါမှမဟုတ်320လားတန်း200အဖိုးအိုကပြုံးပြီးခေါင်းညှိပြတယ်တန်းနဲ့ထောင်ဆိုတာအနည်းဆုံးခံမှန်းကြည့်ပဲတိုင်းပြည်ထဲမှာမဟာချီရဲ့ရှေးဟောင်းပစ္စည်းတစ်ခုမှမပေါ်ဘူးသေးဘူးတမိုင်းတူမှတ်တမ်းတွေအရဒီနိုင်ငံဟာတဘာဝဘေးအန္တရာယ်တွေစစ်မှတ်တွေနဲ့ပြည်တွင်းစစ်တွေကြောင့်ပြတ်သုံးသွားခဲ့တာမဟာချီမှာစစ်သူကြီးဟော့ချုပ်ပင်းလိုပဲအရေးချင်းရှိတဲ့အမျိုးသမီးစစ်သူကြီးတယောက်ရှိခဲ့ဘူးတဲ့တမိုင်းတူတွေထဲမှာမဟာချီနိုင်ငံကိုဆိုးဆိုးရွားရွားပဲဖော်ပြကြတယ်တစ္ဆာဖောက်အမတ်တွေအာဏာရနေပြီးအေဂရစ်ကရုပ်သေးရုပ်ဖြစ်နေခဲ့တဲ့ကောင်းကင်ဘုံကနေမကြုံစဖူးဘေးအန္တရာယ်တွေကြားရောက်ပြီးပြည်သူတွေဟာအလွန်ဆင်းရဲဒုက္ခရောက်ခဲ့ကြရတယ်ဒါပေမဲ့ဒီအမျိုးသမီးစစ်သူကြီးနဲ့ပတ်သက်တဲ့ဖော်ပြချက်မှန်သမျှကတော့အကောင်းကြီးပဲကောင်းကင်ကနေဆင်းသက်လာတဲ့ပြန်တော်နဂါတစ်ကောင်လိုပဲအဲ့ဒီစစ်သူကြီးကဘာဖြစ်တာလဲ